အခုဒီချေပြမဲ့အပင်လေးကတော့ဒီစီကာပေါ့နော်မြင်းခွာရွက်လို့လည်းခေါ်ပါတယ်ဒါကြတော့ဒီချေတို့ဒီအခုတုတ်စားနေကြတယ်မြင်းခွာရွက်ပုံစံနဲ့တော့မတူဘူးပေါ့နော်သူကဒီမြင်းခွာရွက်ကြတော့ဘယ်နေရာမှာအသုံးပြုတာများလဲဆိုတော့ဒီအခုနောက်ပိုင်းမှာဒီ skin care ပေါ့နော်ဒီအလှအပရေးရမှာပို့ပြီးမှအသုံးပြုတာများပါတယ်ဒီစီကာကြတော့အရင်ဒီပေါ့နော်တမိုင်းအကြောင်းမှာဖတ်ဖူးတာပေါ့နော်ဒီကြားကဒီသူ့ဒဏ်ရာရတဲ့အခါမှာဒီပေါ့နော်စီကာရွက်ဒီမြင်းခွာရွက်လေးကိုသူကပေါ့နော်သူ့ရဲ့အနာထဲကိုပြန်ပြီးမှထည့်တာလို့ကြားဖူးတာပေါ့နော်ဒီစီကာကြတော့အခုနောက်ပိုင်းကျတော့ဒီ skin care နေမှာအသုံးပြုတာကြများတာပေါ့နော်ဘယ်နေရာမှာအသုံးပြုလာကြလဲဆိုဒီပေါ့နော်ဒီဝက်ချန်ထွက်နေတဲ့သူတွေပေါ့နော်ဒီအသားကိုညီမြန်းတတ်တာတို့ပေါ့နော်ရောင်ရမ်းတာတို့ပေါ့နော်တချို့ကျတော့ဒီအသားအရည်တွေမညီညာတာတို့ပေါ့နော်ပြီးတော့မှတချို့ကျတော့ဘယ်နေရာမှာအသုံးပြုလဲဆိုဒီအရေးအကြောင်းပေါ့နော်သူကဒီစီကာကျတော့သူကဘာတွေကိုထုတ်လုပ်ပေးလဲဆိုဒီ collagen ဓာတ်တွေကိုလည်းသူကထုတ်လုပ်ပေးရပါတော့တချို့တို့စားနေကြတဲ့ဒီမြင်းခွာရွက်နဲ့တော့သူကအနံ့သိမ့်မဲ့သူဘူးသူကနည်းနည်းလေးအချင်ဖက်နဲ့လေးနည်းနည်းရှိတာပေါ့နော်ပြီးရင်စားကြည့်လိုက်တဲ့အခါမှာကျတော့ဒီတချို့တို့တုတ်စားနေကြတာမြင်းခွာရွက်အရသာနဲ့တော့တိတ်မတူနေဘူးပေါ့နော်ဒီနေ့တော့ကွဲပါတယ်အဲကြောင့်မလို့ကိုကဒီပေါ့နော်မျက်နှာထဲမှာရောင်ရမ်းမှုတွေရှိတဲ့အသားတွေမညာတာတို့ပေါ့နော်အဲဒါဆိုရင်အခုဒီချေပြနေတဲ့ဒီမြင်းခွာရွက်ပေါ့နော်အခုလိုပုံစံလေးအရွက်ကတော့တခြားမြင်းခွာရွက်နဲ့မတူ